မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဧကကနိဗ္ဗတ်တေကနံပါတ်93ဝိတ္တတာဘောဇနာဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့ကြည်ကျွမ်းဝင်သောပြောင်မမှာအစိတ်တင်၍တရားတော်ချင်းနှင့်မင်းကိုဥပမာပြ၍ဆုံးမသောပါရဏတိတထေအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စီတဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ယဟန်တို့သည်အမိအဖအကိုနှမအစရှိသောဆွေမျိုးတော်တို့ပေးလူအပ်သောပစ္စည်းတို့ကိုယုံမှမရှိပစ္စဝကနာမစင်ခြင်းပဲတုံးဆောင်ကြကုန်၏ထိုအခါမြတ်စွာဘုရားတည်တော်မူလျင်ယဟန်တို့ကိုစီဝေးစေ၍ယဟန်တို့ယဟန်မြည်သည်ကဆွေမျိုးတော်တို့မတော်သူအကျွမ်းဝင်သူမဝင်သူညီသူမဆိုပေးလိုအပ်သောပစ္စည်းလေးပါတို့ကိုပစ္စဝကနာမစင်ခြင်းပဲသုံးဆောင်လျင်ဘလူပိတ်တာဖြစ်တတ်သည်ပစ္စဝကနာမစင်ခြင်းပဲသုံးဆောင်သောပစ္စည်းလေးပါမှာလက်တလောတည်စေတတ်သောအစိမ့်နှင့်တူ၏အစိမ့်မှာလည်းဆွေမျိုးတော်သူမတော်သူအကျွမ်းဝင်သူမဝင်သူမိသူကပင်ပေးသည်ဖြစ်စေတည်စေတတ်သည်သာသည်ရှေးအခါ၌အကျွမ်းဝင်သောသူပေးသောအစိတ်ကိုသုံးဆောင်မိ၍တည်ဘူးပြီဟုမိတော်မူကားအောက်ပါအသေးဆက်ကိုဆောင်တော်မူသည်လွန်လေပြီးသောအခါပါရဏတိပြည်ဝဲမြမတက်မင်းပြုတည်ရှိသောဖျားလောင်းသည်စည်းစိမ်ဥစ္စာများစွာရှိသောတတိကြီးတူဖြစ်လေ၏ထိုတတိကြီး၏ငါးကြောင်းသားတယောက်သည်ကောက်ပင်တို့ဖြင့်ကျင်းမြောင်းသောမိုးအခါဝဲနွားတို့ကိုဆောင်ယူပြီးလျင်စကြက်ကျေရာတောရက်တို့တွား၍နွားချံပြုလုပ်လျက်နွားတို့ကိုထိမ့်သိမ်းဆောက်ရှောက်၍နေ၏ရံဖန်ရံခါနွားမရသောနွားနို့ထောပဲအစားရှိသောရတာတို့ကိုတတိကြီးတံပို့လေ၏တနေ့တ၌နွားကြောင်းသားသည်တတိကြီးတံထောပတ်အနေငယ်သာယူဆောင်လာ၏ထိုအခါတတိကြီးကအမောင်ဘဲကြောက်ထောပတ်နေရသည်ဟုမေး၏နွားချံအနည်းတွင်ချင်းလေးရှိပါသည်နွားမတို့မှာချင်းလေးကိုကြောက်တစ်ဖြစ်ပိန်ချုံနေကြသည်တို့အတွက်နှုတ်မထွက်၍ထောပတ်အရနေပါသည်ဟုပြောကြားလေ၏တတိကြီးကအမောင်ချင်းလေးမှာချစ်ကျွမ်းဝင်သောတတဝါတစုံတရာရှိပါသလောဟုမေး၏အရှင်ပြောင်းမတကောင်နှင့်ပေါင်းဖော်နေပါသည်ဟုပြော၏အမောင်ထိုပြောင်းမကိုဖမ်းနိုင်ပါသလောဟုမေး၏အရှင်ဖမ်းနိုင်ပါသည်ဟုပြော၏အမောင်ဖမ်းနိုင်လျင်ပြောင်းမကိုဖမ်း၍နှဖူးမဆ၍တကိုယ်လုံးမွေးတို့ကိုစိတ်ရည်ဖြင့်အဖန်ဖန်လိမ့်ကြံ၍၆တွေ့စေပြီးလျင်2ရက်3ရက်လွန်သောအခါလွတ်လေချင်းသေးသည်ပြောင်းမ၌ချစ်ကျွမ်းဝင်ခြင်းကြောင့်ကိုရှာနှင့်ရက်တစ်ဖြင့်အစိတ်တင်၍တည်လဲ့မည်ထိုအခါချင်းသေးအည်ခြေတဲလက်တဲအဆွဲအစီအသားတို့ကိုငါထံတို့ယူခဲ့လောဟုမှကြားပြီးလျင်လက်တလောတည်စေတတ်သောအစိတ်ကိုပေး၍လွတ်လိုက်၏ငါကြောင်းသားလည်းပိုက်ကွန်ပြစ်ကဥပေတမြင်ဖြင့်ပြောင်မကိုအရဖမ်း၍တတိကြီးစီမံဒီအတိုင်းပြုလုပ်ကလွတ်လိုက်၏ချင်းလေးလည်းပြောင်မကိုမြင်လျင်အလွန်သက်စွန်လာသည်ဖြင့်ကိုရှာနှင့်ရက်သည်ဖြင့်အစိတ်တင်၍တည်လေ၏ငါကြောင်းသားလည်းအည်အစရှိသည်တို့ကိုယူဆောင်ကတတိကြီးထံသွားလေ၏ထိုအခါတတိကြီးသည်ထိုအကြောင်းကိုတည်၍ရောက်လာသောပရိသတ်အားအမောင်တို့ယုံမမကင်းတို့၌၎င်းယုံမကင်းတို့၌၎င်းချစ်ကြွဝင်ခြင်းမပြုရပြောင်မဖြစ်တော်ပေသည်ချင်းနေမင်းအားအစဉ်လိုက်တကယ်တော့ထို့အတူချစ်ကြွဝင်သူမှဖြစ်တော်ပေသည်အစဉ်လိုက်၏ဟုတရားပြ၍ဆုံးမလေ၏တတိကြီးလည်းအတ္တထက်ဆုံးဒါနသီလစသောကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်အားထုတ်ကနေလေ၏ဤတို့လင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနှစ်တန်သောဝတ္ထုတို့ကိုအနုတန်လေးဆက်တော်မူလျက်ယဟန်တို့ထိုအခါပါရဏတိတထေသည်ငါဘုရားဖြစ်လာသည်ဟုဇက်ကိုပေါင်းတော်မူသည်ဝိတ္တတာဘောဇနာဇက်တော်ဤတွင်ပြီး၏ခုလိုဖတ်ပြခွင့်ရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးလည်းလွန်စေဝံဤကျမ်းကြပါစေ